ရပေးမှာမြက်ကတူတဲ့ပုံကြီးဗျာညာတိုင်းရင်ပွင့်လို့တောက်ဖို့တောက်ပံမှုတွေကုန်တိပါမင်းကုန်လုံးကိုစိုးနဲ့ခွေးလို့ယူနေယုံကြည်တာဘုရားမချိုးစားတဲ့သူရှိဆိုဘူးတွေတုံပြီးခါအလကားရဲ့တမလို့လွဲတွင်မြင်သွားတယ်ကြောက်လို့ရဲစီတင်ထားတယ်ဆိုတာကိုတဲလေးနေနာမယ်တခြားပြိုတွေချက်ဟိုလန်ထွက်လို့တအားကိုချီရမှန်တက်လို့နေဘုရားစုလို့ပြချင်တယ်ခမရကိုလေးရဲ့အဘဆုံးတယ်နောက်ဆက်တယ်တော့မတင်နဲ့မင်းလေးမကြိုက်တာလဲဒီလိုပဲပြန်တဲ့နဲ့ဆိုငါစိတ်မချလို့အတင်းပြေးလိုက်ပါပဲပြီးရင်မင်းအင်ရှိမှာကတားလေးတီးကတချင်းလေးတစ်ပိုက်စာနဲ့မင်းကိုချစ်တဲ့ကြောင်းညလုံးကြီးစပလင်းလေးပိုက်ကပြဲကျွန်တော်သူ့ကိုလေအရင်ချစ်လို့ကျွန်တော်သူ့ကိုဆိုရင်ပြောတာကျွန်တော်သူ့ကိုလေအားချစ်လို့ကျွန်တော်သူ့ကိုဆိုရင်ဘာပဲလုပ်ရ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 သူ့ကိုကျွန်ဒီလောကတဲ့ခွင်မှာဟိုပြောစမှတ်တွင်တရားချစ်မြေတာတရားများကိုတော်မခတ်ချင်တာငါကလောကတဲ့ခွင်မှာဟိုပြောစမှတ်တွင်တရားချစ်မြေတာတရားများကိုရှော့တွက်ချင်တာနင်ကစိတ်ပူတဲ့သီလာဒီလိုချိန်ဆိုရန်လာသူ crush ကိုစိတ်မချနိုင်ပါအိမ်ပြန်ချိန်ဆိုလိုင်းကလူပြက်လို့ဘူးရဲ့ရန်ကသူထွက်လို့လက်နဲ့ငမ်းမြကျူတယ်လို့ကြောက်ကြရရဲ့တဲ့ကိုမင်းလာကဖန်စာယူတယ်လို့ဖြစ်တယ်ကြိုက်တယ်ဆိုပြီးစကားလုံးစီကထဲပေါက်စစ်လိမ့်မတော့ကိုမစအများဆုံးဒီရပဲတော့တနာအုပ်ဒီကဘဲတယောက်စောင့်တိုင်းနေရတာစိတ်ရှည်ရှည်နဲ့ခံစားချက်စင်လေးကောင်ကြီးကိုဖုံးပြီးလို့မရပါစိတ်တရေတွေနဲ့အရေးချေတွေလည်းနားမလဲဘူးလားရင်ငါချုပ်ပြီးများပြီဒေါသတွေထွက်လာတဲ့ကြောင့်စိတ်ထဲရှိတဲ့အတိုင်းလုပ်ပြီးသွားပြီလုပ်ပြီးဒါပြီးလည်းလာမရှင်နဲ့ဟဲ့ကြုံကြီးစားထီးကြည်လိုက်လေဘာကောင်ဖြစ်ဖြစ်နေရင်းနဲ့ချက်တော့စင်ပြီးအုပ်ပြီးသွားပြီခွဲတော့ငယ်ပါအောင်ဒီစပါးတဲ့ချမ်းလေးတော့ဟောဒီရမကလူနေလေးတဲ့မကြွေးခင်ဖြစ်ပေးဖို့နောက်တစ်ခွဲတော့ငယ်ပါအောင်ငါမရေးချင်ကြိုက်သေးလို့ကောင်းနေချာလဲမှုမပွင့်ပြောမယ်ကြဆန်းဆန်းလေးပြောကဲချီယာခွဲတော့ကပါကြီးနေတက်လို့ချစ်ပါကြီးဆိုရဲမိန်းမတွေကရက်လောက်သက်သာမရှိအဲ့ရှိတိုးမလားနောက်ဆုံးမလားဘယ်လိုသဘောလဲပြောမှာတော့ဒီညတစ်ဖက်သက်ချစ်တကုံအယ်ကိုဟောနဲ့ယောဂမောကျွန်တော်သူ့ကိုလေတအားချစ်လို့ကျွန်တော်သူ့ကိုဆိုရင်ဘာပဲလုပ်ရ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